ခင်ဗျားတို့ကိုယ့်ရှေ့မှာထိုင်နေတဲ့လူတစ်ယောက်ဟာသွေးစွန်းနေတဲ့လူသက်သမားဖြစ်နေနိုင်တယ်ဆိုတာကိုယုံကြည်ရဲ့လားအမှန်တရားနဲ့လိမ်ညာမှုသစ္စာတရားနဲ့တန်တရားတရားတွေပေါင်းစပ်ထားတဲ့ AI နည်းပညာတွေနဲ့ပါအဆင့်မြင့်တင်ထားတဲ့ကိုရီးယားရဲ့အစမ်းသစ်ဆုံးလျှို့ဝှက်စမ်းကြယ်လူသတ်မှုဂိမ်းအစီအစဉ်အသစ် Murder Club Liars တွေပဲရောက်ရှိလာပါပြီဒီပဟေလီထဲမှာပရိသတ်တွေပါကိုယ်တိုင်ပါဝင်စီးမျောပြီးတရားခံကိုအတူတူလိုက်လံဖော်ထုတ်ကြရမှာပါ 야구장 조선시대 교도소 목표는 단 하나 진짜 범인을 찾아내는 것입니다. ဒီအစီအစဉ်မှာတော့အပိုင်းတိုင်းဟာခေတ်ကာလအသစ်ဒီနေရာအသစ်နဲ့ဇလန်းအသစ်တွေပေါ်အခြေခံထားပါတယ်။ပါဝင်လာကြတဲ့သူတွေအားလုံးဟာလူသတ်မှုတစ်ခုရဲ့တန်တရားရှိသူတွေအဖြစ်ကိုကာကွယ်ရင်တစ်ဖက်မှာလည်းတရားခံအစ်စ်ကိုရှာဖွေရမယ့်တာဝန်ရှိပါတယ်။ဒါပေမဲ့ပြဿနာကပါဝင်သူတိုင်းမှာလိန်ညာမှုအထောက်အထားဖုံးကွယ်မှုအလွန်ကျွမ်းကျင်တဲ့သရုပ်ဆောင်မှုနဲ့စိတ်ကိုလှည့်စားတတ်တဲ့ပရိယေတွေရှိနေကြတာပါပဲ။အမှန်တရားကိုဘယ်သူကများဖော်ထုတ်နိုင်မလဲဒါမှမဟုတ်တရားခံကပဲလူတိုင်းကိုလှည့်စားသွားမလားဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ထိပ်တန်းအမှုပညာရှင်တွေကိုယ်တိုင်ပါဝင်အားဖြည့်ထားကြတာဖြစ်ပြီးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတွေအပြောအဆိုအမူအရာနဲ့လိန်ညာလှည့်စားမှုတွေကိုအစွမ်းကုန်ထုတ်သုံးပြထားကြပါတယ်။ဘယ်သူကရိုးသားပြီးဘယ်သူကတရုပ်ဆောင်နေတာလဲဆိုတာကိုခွဲခြားရတာကပရိသတ်တွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်စေမှာအသေးချပါပဲ။တန်တရားတရားတွေစိတ်လှည့်စားမှုတွေပြည့်နှက်နေတဲ့ဒီပြိုင်ပွဲကြီးထဲမှာတရားခံကဘယ်သူဖြစ်မလဲဆိုတာကိုကိုယ်တိုင်ရင်ခုန်စစ်ဆေးခြင်းနဲ့ဆိုရင်တော့ description မှာရှိတဲ့ Telegram link ကနေတဆင့်အခုပဲဝင်ရောက်ပြီးဇလန်းအစကနေအဆုံးထိအလွယ်တကူဝင်ရောက်ကြည့်ရှုလိုက်ကြပါစို့လားခင်ဗျာ